လာပါရှင် Federal News ရဲ့ April 23 ရက်တနင်္လာနေ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်။ကျွန်မကတော့ဇာကြီးစိန်ပါ။ပဲခူးတိုင်းရွှေကြည်မြို့နယ်နဲ့မိုးပြင်းနယ်ဘီလီမြို့နယ်တို့မှာရှိတဲ့အကြံဖက်စစ်တပ်စခန်းနှစ်ခုကိုတော်လိုင်းပူပေါင်းတပ်တွေကအပိသက်တက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းတွေစစ်တုံးမှန်တွေနဲ့စစ်သားအလောင်းတွေကိုတင်စီရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်1စစ်စီရင်နေမည်အထူးတိုင်းစစ်ဌာနရဲ့ထုတ်ပြန်ချက်အရသတင်းရရှိပါရယ်ရွှေကြည်မြို့နယ်ခြေဆိုင်လက်ရက်စခန်း.128ကိုဧပြီလ4ရက်နေ့ကစတင်ကတော်လိုင်းတပ်တွေကတက်ခိုက်ခဲ့ပြီးဧပြီလ9ရက်နေ့မနက်အစောပိုင်းမှာအပိသက်သိမ်းပိုင်နိုင်ခဲ့ကြောင်းသိရပါရယ်အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်း60မမလက်နက်1လက် MA11 တနက်4လက် MA1 1လက် MA4 ပိုးရဲ1လက် RPG အသီး9စုံစက်လက်ကြီး600တောင်555စစ်ကြီး900တောင်60မမအသီး9လုံးနဲ့ကြီးပေါင်း12ခုအပါအဝင်စစ်သုံးဆောင်ပစ္စည်းတွေနဲ့ဂျမ်ပါဆက်2စုံမီးစက်2လုံးတို့ကိုလည်းတင်စီရမိခဲ့ကြောင်းပြောပါရယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ဘက်ကစစ်သားအလောင်း8လောင်းရရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ30နီးပါးရှိခဲ့ကကျန်စစ်သားတွေဟာစခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရပါရယ်အဲ့ဒီစစ်စင်ရေးကိုပြည်သူ့ကာကွယ်တပ်မတော်ရန်ကုန်တိုင်းစစ်ဌာနချုပ်အောက်ရှိတရင်တွေအထူးတိုင်းစစ်ဌာနနေပြည်တော်36အောက်ရှိတရင်တွေနဲ့အတူ SOF ရန်ကုန်တိုင်းပကဖပဲခူးခရိုင်ပကဖတက်ခိုက်ရေးစစ်ကြောင်းတွေ SOG drone တပ်ဖွဲ့နဲ့ KNN တရင်ခွန်တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါရယ်တစ်ဖက်မှာလည်းမွန်ပြည်နယ်ဘီလီမြို့နယ်ရှိ4K စခန်းကုန်းကိုဧပြီလ9ရက်နေ့ကစတင်ပြီးတက်ခိုက်ခဲ့ရာဧပြီလ12ရက်နေ့မနက်အစောပိုင်းမှာအပိသက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါရယ်အဲ့ဒီတိုက်ပွဲမှာ KNU တပ်မဟာ1လက်အောက်ရှိKNN တရင်တွေနဲ့ KNDO ABSDF တပ်ဖွဲ့တွေအပြင်အထူးတိုင်းစစ်ဌာနနေပြည်တော်39နဲ့29အောက်ရှိတရင်တွေ SOF UOC စစ်ကြောင်းနဲ့ drone တပ်ဖွဲ့တွေဖြစ်တဲ့ FFD ရောင်နီကလောက်ဝင်းနဲ့ KRF တို့ကပူးပေါင်းပါဝင်ခဲ့ကြောင်းသိရပါရယ် 4K စခန်းသိမ်းတိုက်ပွဲအတွင်းစစ်တပ်ဘက်ကဒုတိယရင်မှုအောင်တော်နဲ့တခြားတပ်ဖွဲ့ဝင်တအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးစစ်သား9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ10ဦးနီးပါးရှိခဲ့ကြောင်းသိရပါရယ်ဒါအပြင်စခန်းအတွင်းကငကြေးမီလက်နက်1လက် MA2 တနက်1လက်60မမလက်နက်1လက်60မမအတီ29လုံး40မမအတီ85လုံး555စစ်ကြီး4000တောင်းနဲ့စစ်သွေးရေးဆက်တွေဂျမ်ပါဆက်တွေမီးဆက်တွေအပါအဝင်စစ်သုံးပစ္စည်းများစွာကိုတင်စီရရှိခဲ့ကြောင်းသိရပါရယ်အဲ့ဒီစခန်းတစ်ခုကိုအောင်မြင်စွာသိမ်းပိုက်နိုင်တာကြောင့်ဒေတာရင်စစ်ရေးခြေနေတွေမှာတော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကအသာစီရနေတဲ့လက္ခဏာတွေပြသလာနေပြီးစစ်တပ်ဘက်ကထိခိုက်ဆုံးရှုံးမှုတွေလည်းဆက်လက်မြင့်တက်လာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေကြောင်းသတင်းရရှိပါရရှင်ကရင်ပြည်နယ်မြဝတီကော့ကရိတ်အာရှလမ်းမကြီးကိုစစ်တပ်ဘက်ကပြန်လည်ဖွင့်လှစ်ထားပေမဲ့ကုန်စည်တည်ယူခွင့်ကိုမပေးသေးပဲဆက်လက်ပိတ်ပင်ထားတာကြောင့်နေဆက်ကုန်သွယ်ရေးလုပ်ငန်းတွေအပြည့်အဝမလည်ပတ်နိုင်သေးကြောင်းနေဆက်ကုန်သည်တွေထံကနေသတင်းရရှိပါရယ်ဧပြီလ2ရက်နေ့ကစပြီးအာရှလမ်းကိုပြန်ဖွင့်ခဲ့ပေမဲ့ထိုင်းမြန်မာချစ်ကြည်ရေးတအမှတ်1ကိုပြန်မဖွင့်သေးတာကြောင့်ကုန်စည်တည်ယူပို့ဆောင်မှုတွေပြန်လည်မစတင်နိုင်သေးဘူးလို့ကုန်သည်တွေကပြောပါရယ်မြဝတီကုန်သွယ်ရေးစုံမှလည်းဝန်ထမ်းတွေပြန်လည်ရုံးထိုင်နေပြီးဖြစ်ပေမဲ့တရားဝင်ကုန်သွယ်ရေးလုပ်ငန်းတွေကိုမလုပ်ဆောင်နိုင်သေးဘူးလို့သိရပါတယ်။ဒေသခံကုန်သည်တအုပ်ကလမ်းပြန်ဖွင့်တာကတော့10ရက်ကျော်ပြီဒါပေမဲ့ကုန်သွယ်ရေးကိုတော့မဖွင့်သေးဘူး။တနိုင်တပိုင်းတဲတာတွေတောင်ကားပေါ်ကနေဆွဲချနေတဲ့ခရီးသည်တွေတွာလာလို့ရပေမဲ့ပစ္စည်းတယ်ခွင့်မပေးဘူးလို့ပြောပါတယ်။လက်ရှိမှာစစ်တပ်နဲ့ BGF တပ်ဖွဲ့တွေကအာရှလန်တစ်ချောင်းလုံးကျုံယူထားပြီးကေအများအပြားမှာစစ်စေးရေးတွေတင်းကျပ်စွာလှုပ်ဆောင်နေတယ်လို့လိုင်စင်မဲ့ကုန်ပစ္စည်းတွေအကောက်ခွန်မဲ့ကုန်ပစ္စည်းတွေတင်သွင်းတာကိုသာမကတနိုင်တပိုင်းတည်ယူမှုတွေကိုပါဖန်ဆီးနေတယ်လို့သိရပါတယ်။ဒါအပြင်ကုန်တင်ကားတွေကိုသာမဟုတ်ပဲဘယ်နေရာကတင်ဆောင်လာတာလဲဘယ်ဝင်ပေါက်ကဝင်လာတာလဲဆိုတာတွေကိုပါစက်တိုက်စစ်ဆေးပြီးကွင်းဆက်အလိုက်လိုက်လံဖန်ဆီးနေတယ်လို့ကုန်သည်တွေကပြောပါတယ်။စစ်တပ်ဘက်ကတရားမဝင်ကုန်စည်နဲ့ပတ်သက်သူတွေကိုကုန်ပစ္စည်းပိုင်ရှင်ဂိုဒေါင်ပိုင်ရှင်တွေအထိချိတ်ပိတ်ဖန်ဆီးတာတွေပြုလုပ်နေပြီးကားတွေကိုလည်းတင်စီနေပါတယ်။တခြားတစ်ဖက်မှာလည်းအာရှလန်အသုံးပြုနေတဲ့ခရီးသည်တွေကိုစစ်တပ်နဲ့ BGF တပ်ဖွဲ့တွေကဂိတ်တွေဖွင့်ပြီးစက်ကြီးတောင်းခံမှုတွေပြုလုပ်နေကြောင်းခရီးသည်တွေထံကသိရပါတယ်။ဒီလိုအခြေအနေတွေကြောင့်မြန်မာထိုင်းနယ်စပ်အရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့အာရှလမ်းပေါ်မှာခရီးသွားလာမှုတွေပြန်လည်စတင်နိုင်ခဲ့ပေမဲ့စီးပွားဖြစ်ကုန်သွယ်ရေးလုပ်ငန်းတွေကတော့ဆက်လက်ရပ်တန့်နေဆဲဖြစ်ကြောင်းနယ်စပ်ကုန်သည်တွေထံကနေသတင်းရရှိပါရရှင်။
မကွေတိုင်းမင်းဘူးမြို့နယ်ရှိထောက်ရှာပင်ကမ်းနီရေနံမြေမှာတရုတ်နိုင်ငံက North Petrochem Corporation မြန်မာ Limited ကရေနံစိတ်တိုးမြင့်ထုတ်လုပ်ဖို့အကြံဖက်စစ်တပ်နဲ့စာချုပ်ချုပ်ဆိုလိုက်တယ်လို့သတင်းရရှိပါတယ်။2026ခုနှစ်ဧပြီလ10ရက်နေ့မှာနေပြည်တော်ရှိဖောက်ရိုင်ရဲ့ဟိုတယ်မှာအကြံဖက်စစ်တပ်လက်အောက်ခံလျှက်စစ်နဲ့စွမ်းရည်ဝင်ကြီးဌာနကတရုတ်နိုင်ငံအခြေစိုက် North Petrochem Corporation မြန်မာ Limited တို့အကြားရေနံတိုးတက်ထုတ်ယူနိုင်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။အကြံဖက်စစ်တပ်ရဲ့လျှက်စစ်စွမ်းရည်ဝင်ကြီးကိုလွင်ကသူတို့ရဲ့အစိုးရအဖွဲ့အသစ်လက်ထက်မှာနိုင်ငံတော်အတွက်လိုအပ်နေတဲ့ရေနံစိမ်းတွေတိုးမြင့်ထုတ်လုပ်နိုင်ဖို့အခုလိုစာချုပ်ချုပ်ဆိုနိုင်တာကိုဂုဏ်ယူကြောင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။ထောက်ရှာပင်ကမ်းနီရေနံမြေဟာတက်တန်း50ခန်းရှိပြီဖြစ်တဲ့တက်တန်းရဲ့ရေနံမြေဖြစ်တာကြောင့်အထွတ်နှုံတိုးလာစေဖို့ခေတ်မီနည်းပညာနဲ့စက်ပစ္စည်းတွေအသုံးပြုနိုင်မယ်။အဲ့ဒီတရုတ်ကုမ္ပဏီကိုရွေးချယ်ခဲ့တာဖြစ်ကြောင်းအကြံဖက်စစ်တပ်ခန့်ဝင်ကြီးကိုလွင်ကရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြည်တွင်းမှာ73စီ69ရာခိုင်နှုန်းကိုပြည်ပကနေဝယ်ယူတင်သွင်းနေရတာကြောင့်အခက်အခဲတွေကြုံတွေ့နေရကြောင်းထပ်ရှိလာတဲ့ရေနံစိမ်းတွေကိုကိုယ်တိုင်ချက်လုပ်နိုင်ဖို့ရေနံချက်စက်ရုံအသစ်တွေစောက်လုပ်ဖို့စီမံနေသလို1982ခုနှစ်ကတည်းကတည်ဆောက်ခဲ့တဲ့တံမြာကန်ရေနံချက်စက်ရုံကိုလည်းအစိမြင့်တင်သွားမှာဖြစ်တယ်လို့သူကပြောဆိုခဲ့ကြောင်းသတင်းရရှိပါရရှင်။အရခတ်တော်အေးထင်းချုပ်ထားတဲ့ရခိုင်ပြည်နယ်အတွင်းမြို့နယ်တွေမှာငွေသားပြက်လက်မှုပြင်းထန်လာနေပြီးငွေထုတ်ယူရမှာရာဂိုင်နှုန်းမြင့်မားစွာပေးချေရမှုတွေဖြစ်ပေါ်နေကြောင်းဒေသခံတွေထံကနေသတင်းရရှိပါရရှင်။လက်ရှိအခြေအနေမှာ KBZP ဝေမန်နီစတဲ့မိုဘိုင်းဘဏ်ကီဝန်ဆောင်မှုတွေကတဆင့်ငွေသားထုတ်ယူရမှာ6ရာဂိုင်နှုန်းအထိထုတ်ခပေးချေရတာဖြစ်ပြီးအရင်ကမတ်လအတွင်း1.5ရာဂိုင်နှုန်းဝန်းကျင်သာရှိခဲ့ပေမဲ့အခုအချိန်မှာနှစ်ဆကျော်မြင့်တက်လာကြောင်းဒေသခံတွေထံကသိရပါတယ်။ဒေသခံတအူးရဲ့ပြောကြားချက်အရတကြံကာလနီးလာတာနဲ့အမျှကုန်သည်တွေအယောင်းဝယ်ရနာချင်းငွေသားလက်ပံမှုလျော့နေလာတာတို့ကြောင့်ငွေသားရှာပါလာပြီးငွေထုတ်ပေးသူတွေလက်ထဲမှာငွေစည်းစိမ်မှုတင်းကျပ်လာတာကြောင့်ထုတ်ခတွေမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။အခုလိုငွေထုတ်ခမြင့်မားလာမှုကြောင့်မိုဘိုင်းဘဏ်ကီအသုံးပြုသူတွေအတွက်အခက်အခဲတွေပုံမကြုံတွေ့လာနေပြီးရာဂိုင်နှုန်းနေတဲ့နေရာတွေကိုရှာဖွေကထုတ်ယူနေရတယ်လို့မထုတ်ဖဲထားရင်နေစဉ်အသုံးစရိတ်အတွက်အဆင်မပြေဖြစ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်တကြံကာလမှာလည်းအဲ့ဒီလိုအခြေအနေတွေဖြစ်ပေါ်ခဲ့ပြီး KP ကငွေထုတ်ခတွေ1.5ရာဂိုင်နှုန်းကနေ6ရာဂိုင်နှုန်းအထိမြင့်တက်ခဲ့ကမေလာကုန်ကန်နေမှာသာ3ရာဂိုင်နှုန်းဝန်းကျင်ကိုပြန်လည်ရောကြခဲ့ကြောင်းမြောက်ဦးမြို့ဒေသခံတို့ကပြောပါတယ်။အေးထင်းချုပ်ထားတဲ့ဒေသတွေမှာအစိုးရဘဏ်တွေနဲ့ပုဂ္ဂလိကဘဏ်တွေလဲပတ်နိုင်ခြင်းမရှိတော့တာကြောင့်ငွေကြေးလဲပတ်မှုကိုကုန်သည်တွေနဲ့ငွေလဲငွေထုတ်လုပ်ကိုင်သူတွေပေါ်မှာသာအားထားနေရပြီးအဲ့ဒီအခြေအနေကြောင့်ငွေစက်ကူဟောင်းနှဲမှုငွေသားရှားပါမှုတွေပုံမဖြစ်ပေါ်လာနေတယ်လို့သိရပါတယ်။ဒါအပြင်2023ခုနှစ်နိုဝင်ဘာလကစတင်ပြီးစစ်ကော်မရှင်ကရခိုင်ပြည်နယ်ကိုရေလံကုန်လံကုန်စည်ပို့ဆောင်မှုတွေကိုကန့်သက်ထားတာကြောင့်ဒေသတွင်ကုန်စည်ရှားပါမှုနဲ့ဈေးနှုန်းမြင့်တက်မှုတွေလည်းဆက်လက်ဖြစ်ပေါ်နေပြီးအိန္ဒိယနိုင်ငံဘက်ကကုန်ပစ္စည်းတွေကိုတင်သွင်းနေရတဲ့အခြေအနေရှိနေတယ်လို့သတင်းရရှိပါရရှင်။ကရင်ပြည်နယ်အတွင်းဖရူဆိုဘောလခဲဖားဆောင်မြို့နယ်တွေကိုဆက်သွယ်ထားတဲ့လမ်းမကြီးကိုထိန်းချုပ်နိုင်ရေးအတွက်စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတွေကိုအသုံးပြုကတိုက်ခိုက်မှုတွေအလွန်အကျွံပြုလုပ်လာနေတယ်လို့ကရင်လူမှုအသင်းဖွဲ့များကိုရဲ့ KCSN ထံကနေသတင်းရရှိပါတယ်။မတ်လအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တို့အပါအဝင်အရက်သား9ဦးသေဆုံးခဲ့ပြီးလူ20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KCSN ကထုတ်ပြန်ထားပါတယ်။ဖရူဆိုဘောလခဲလမ်းပိုင်းတစ်လျှောက်မှာစစ်ဘေးရှောင်စခန်းတွေတည်ရှိပြီးသားဖြစ်ပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေပုံမတိုးမြင့်လာခြင်းနဲ့အသေးခံ drone တွေအသုံးပြုလာခြင်းကြောင့်စစ်ရှောင်ပြည်သူတွေအနေနဲ့ထပ်မံတင်းရှောင်ရတဲ့အခြေအနေတွေဖြစ်ပေါ်နေကြောင်းသိရပါတယ်။စစ်ရေးသတင်းရင်းမြစ်တွေအရလွိုင်ကော်ဒီမော့ဆိုလမ်းပိုင်းကိုစစ်တပ်ကထိန်းချုပ်လိုက်ပြီးနောက်ဒီမော့ဆိုဖရူဆိုနဲ့ဘောလခဲဖားဆောင်ရှိအခြေစိုက်တပ်ရင်းတွေကိုအလွယ်တကူချိတ်ဆက်နိုင်ရေးအတွက်အခုလမ်းပိုင်းကိုထိန်းချုပ်နိုင်မှုကြိုးပမ်းနေတာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ရန်နိုင်မင်းစစ်စင်ရေးအမည်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းကကရင်ပြည်နယ်ကိုဝင်ရောက်လာတဲ့စစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေနဲ့ရင်နှန်းတွေဟာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုတွေကိုခံနေရပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုတွေမြင့်တက်နေကြောင်း KNDF ကမတ်လ20ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
ပရိုဆိုဘော်လက်ခဲလမ်းပိုင်းမှာလမ်းလုံခြုံရေးရယူနေတဲ့စစ်ကောင်စီတပ်တွေကိုကရင်နီတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရလက်နက်ခဲယမ်းတွေတင်စီနိုင်ခဲ့ကြောင်းသိရပါတယ်။မြေပြင်တိုက်ပွဲမှာစစ်တပ်ဘက်ကထိခိုက်မှုတွေမြင့်တက်လာတာကြောင့်လေကြောင်းကိုအဓိကထားပြီးအရက်သားနေထိုင်ရာနေရာတွေအထိပြစ်မှတ်ထားတိုက်ခိုက်လာနေကြောင်း KNDF ကအသိပေးထားပါတယ်။လက်ရှိမှာဖားဆောင်မြို့ကဖားဆောင်မော်ချီလန်အတိုင်းစစ်ကြောင်းထိုးနေဖို့စစ်တပ်ကစုဖွဲ့ထားမှုတွေရှိနေပြီးတထူထွက်ရှိရာမော်ချီဒေတာကိုလည်းလေကြောင်းနဲ့ဘုံကျဲခြင်းကင်းထောက်ခြင်းနဲ့နေ့စဉ်နေ့ပါပြုလုပ်နေတယ်လို့သတင်းရရှိပါရရှင်။ပဲခူးတိုင်းနတလင်းမြို့နယ်တွင်ရှိကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့စစ်တပ်ဘုံကျဲတက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်နေအများအပြားမီးလောင်ပြကြပြီးထောင်နဲ့ချီတဲ့ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရကြောင်းဒေသခံတွေထံကနေသတင်းရရှိပါရယ်။ဧပြီလ9ရက်နေ့ကစတင်ကစစ်တပ်စစ်ကြောင်းဟာအင်အား100ကျော်ခန့်နဲ့နတလင်းမြို့နယ်ကန်တာယာကျေးရွာကိုဝင်ရောက်လာပြီးအနီးပတ်ဝန်းကျင်ရှိကျေးရွာတွေကိုစစ်တိုက်စီးနင်းခဲ့ကြောင်းသိရပါရယ်။စစ်ကြောင်းဝင်ရောက်ရာနေရာတွေမှာပြည်သူပိုင်ပစ္စည်းတွေကိုလိုက်လံခိုးယူခြင်းတွေလည်းဖြစ်ပေါ်နေကြောင်းဒေသခံတွေကဆိုပါရယ်ဒါအပြင်ပဲမခန့်ရွာဗန်ပွေကုန်းရွာကြောက်ခွဲရွာကျွန်းလေးပင်ရွာချောင်းကန်ကြီးရွာနဲ့မကြီးပင်ရွာတွေမှာလေရင် drone နဲ့စစ်တပ်လေတွေအုံပြုပြီးဘုံကျဲတက်ခိုက်မှုတွေစစ်တိုက်ဖြစ်ပွားခဲ့ကြောင်းသိရပါရယ်အဒီတက်ခိုက်မှုတွေကြောင့်အသက်30ကျော်အရွယ်ကိုထွန်းထွန်းဦးအသက်35နှစ်အရွယ်ကိုလာပြေဝင်းနဲ့အမည်မသိပြည်သူ2ဦးသေဆုံးခဲ့ပြီးနေအများအပြားမိလောင်ပျက်စီးခဲ့ကြောင်းသိရပါရယ်ဒေသခံတအုပ်ကနှစ်တလင်းနယ်ထဲမှာစစ်ကြောင်းနဲ့လေကြောင်းတက်ခိုက်မှုတွေနေတိုင်းနေပါဖြစ်နေတယ်မနေ့ကဗန်ပွေကုန်းရွာကို drone နဲ့ဘုံကျဲလို့နေအိမ်တွေမိလောင်သွားတယ်ပြည်သူတွေကလည်းမပြန်ရဲတော့ပဲတင်းရှောင်နေရတာကြာလာတော့စားနေအခါတွေအရင်လိုအပ်လာပြီလို့ပြောပါရယ်လက်ရှိအချိန်မှာကန်တာယာအပါအဝင်စံကြီးလောင်ရွာကြောက်ဆွေရွာကြောက်ခတ်ရွာတရက်ပကံရိုးရွာကျွန်းလေးပင်ရွာစေးကန်ရွာထန်တော်ရွာအုပ်ဖို့ကုန်းရွာရေနံကုန်းရွာလဲမဲအိမ်ရွာဗန်ပွေကုန်းရွာရှားစေးဖို့ရွာချောင်းကန်ကြီးရွာနဲ့တာယာကုန်းရွာတွေကပြည်သူထောင်နဲ့ချီဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရပြီးအရေးပေါ်စားနေခါနဲ့စေဝါအကူအညီတွေလိုအပ်နေကြောင်းသိရပါရယ်ဒါအပြင်စစ်တပ်စစ်ကြောင်းဟာကျေးရွာတွေအတွင်းအင်အားဖြန့်ခွဲတပ်ဆွဲထားပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်မှုတွေလည်းဆက်လက်လှုပ်ဆောင်နေတယ်လို့သတင်းရရှိပါရရှင်။ရခိုင်ပြည်စစ်တွေမျိုးပေါ်ရှိရဲတပ်ရင်းတွေကိုအာရခတပ်တော် AA ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့စစ်တွေမျိုးနယ်ရှိစစ်ရေးသတင်းအရင်းမြစ်တွေထံကနေသတင်းရရှိပါရယ်ပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ကပုံနာကျုံပေါတော်နဲ့ရသေးတောင်နယ်စပ်တွေမှာနေရာယူထားကြတဲ့အာရခတပ်တော် AA တပ်ဖွဲ့ဝင်တွေဟာစစ်တွေမျိုးပေါ်ရှိအမှတ်7နဲ့ရဲတပ်ရင်းနဲ့အမှတ်36ရဲတပ်ရင်းတွေကိုလက်နက်ကြီးဟောက်ဝစ်စာအမြောက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်စစ်တွေမျိုးပေါ်မှာရှိတဲ့အမှတ်7ရဲတပ်ရင်းနဲ့အမှတ်36ရဲတပ်ရင်းတွေမှာစစ်ကောင်စီတပ်ကစစ်ရေးပြင်ဆင်မှုတွေအပြင်စစ်ရေးအရာလှုပ်ရှားမှုတွေရှိနေတာကြောင့် AA ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့စစ်တွေမျိုးနယ်ရှိစစ်ရေးသတင်းအရင်းမြစ်တအူကပြောပါတယ်အာရခတပ်တော် AA ရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်ရဲတပ်ရင်းတွေထဲမှာစစ်ကောင်စီတပ်သားတချို့ထိခိုက်ဒဏ်ရာရရှိမှုတွေရှိနိုင်ပြီးလူနာတင်ရင်ကားတွေမှာလည်းအဝင်အထွက်ရှိနေကြလို့သိရပါတယ်အလားတူစစ်ကောင်စီတပ်ကလည်း AA ထင်းချုပ်ထားတဲ့မြို့နယ်တွေရဲ့အဆက်ကိုအသေးခံ drone တွေနဲ့ပုံကျဲချတိုက်ခိုက်ပြီးတော့ရေကြောင်းမှာရှိတဲ့တိုက်ခိုက်ရေးစစ်သည်မော်တွေကလည်းလက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့မတ်လ29ရက်နေ့တမတော်နေ့မှာလည်းအော်ရခတပ်တော် AA ဟာစစ်တွေမြို့နယ်ရှိဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကာဆာစစ်တွေရွှေမင်းကန်ရစ်တက်စခန်းနဲ့ရဲတပ်ရင်တွေကိုပါလက်နက်ကြီး drone တွေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA နဲ့နှိစက်တဲ့စစ်ရေးသတင်းရင်းမြစ်တွေထံကသိရပါတယ်စစ်ကောင်စီတပ်ဟာစစ်တွေမြို့ပေါ်ရှိအမှတ်7ရဲတပ်ရင်းနဲ့အမှတ်36ရဲတပ်ရင်အနီးကိုအာရခတပ်တော် AA ထိုးစစ်ရောက်ရှိလာမှာကိုစိုးရိမ်တာကြောင့်ပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကစတင်ကအဲ့ဒီရဲတပ်ရင်အနီးအနားရှိကျေးရွာတွေကိုပြစ်ကွင်းရှင်းလင်းဖို့အတွက်ဖြိုချဖျက်ဆီးနေတယ်လို့သိရပါတယ်အာရခတပ်တော် AA ဟာရခိုင်ကမြို့နယ်14ခုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးလက်ကျန်မြို့နယ်တွေဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမြို့နယ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ခါအဲ့ဒီလက်ကျန်မြို့နယ်တွေကိုလာမယ့်2029ခုနှစ်မကုန်ခင်အတွင်းမှာမိုးဆိုးမြေစုံအထိချီတက်တက်ခိုက်သွားမယ်လို့အာရခတပ်တော် AA တပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုထားကြောင်းသတင်းရရှိပါရရှင်လေကြောင်းနဲ့လက်နက်ကြီးတက်ခိုက်မှုတွေစစ်တပ်ရှိနေတဲ့စကိုင်းတိုင်းအတွင်းကမြို့နယ်အတွင်းမှာတကြံပွဲတော်ရေကစားတာနဲ့ပတ်သက်လို့သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေက
အတိပေးတားမြစ်ချက်တွေအတီးတီထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်။အရာတော့ကနီချောင်းဦးနဲ့ဒီပဲရင်စတဲ့မြို့နယ်တွေမှာပြည်သူကာကွယ်ရေးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကတကြံပွဲတော်နဲ့ပတ်သက်ပြီးပြည်သူတွေစောင့်ရန်ရှောင်ရန်အချက်တွေနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုပါအရေးယူနိုင်မဲ့တတိပေးထုတ်ပြန်ချက်တွေကိုဧပြီလ17ရက်နေ့ကအတီးတီထုတ်ပြန်ခဲ့ကြတာလို့သိရပါရယ်။စကိုင်းဖက်ဒရယ်ယူနစ်ချောင်းဦးမြို့နယ်မှာရေတပင်မန်တက်ဖျော်ဖြေရေးအစီအစဉ်တွေလှုပ်ဆောင်လို့ရင်သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးကာကွယ်ရေးလုံခြုံရေးတာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားဖို့လိုတယ်လို့ကြေညာထားတယ်လို့သိရပါဗျ။ဒီပဲရင်မြို့နယ်မှာလည်းလာမယ့်တကြံကာလအတွင်းလေကြောင်းအန်တီရဲ့အပါအဝင်လုံခြုံရေးအတိတတိနဲ့ဖြတ်တန်းကြဖို့ကိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းထားပါတယ်။အရာတော်မြို့နယ်မှာတော့ပြီးခဲ့တဲ့မတ်လ30ရက်နေ့ကစလို့ဧပြီလ17ရက်နေ့အထိလေကြောင်းတက်ခိုင်းမှုတွေစတာရှိနေခဲ့ပြီးအလားတူတက်ခိုင်းမှုမျိုးတွေကိုတကြံပွဲတော်အတွင်းမှာလည်းစီအိုစုဘက်ကဆက်လက်လှုပ်ဆောင်လာနိုင်တယ်လို့တတိပေးထားကြောင်းသိရပါဗျ။ဒါကြောင့်မြို့နယ်အတွင်းကပါကာဖာတိုက်နယ်တာဝန်ခံတွေရက်ကြီးတာဝန်ခံတွေအနေနဲ့မန်တက်ဆောက်တာရေကစားဖို့လူစုပေးတာတွေကိုကိုယ်တိုင်ဖြစ်စေသွဲဝိုင်းပြီးဖြစ်စေလှုံ့ဆော်ရင်ပြပြထန်ထန်အရေးယူသွားမယ်လို့အရာတော်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကအသိပေးထားပါတယ်။ကဏီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းအခုလိုဘေးအန္တရာယ်မျိုးစုံကြုံတွေ့နေရပြီးဝမ်းနည်းပူဆွေးနေရတဲ့အခြေမှာပြည်သူတွေကိုစာနာထောက်ထားတဲ့အနေနဲ့ပွဲတော်အတွင်းမန်တက်တွေမှာစောင်းပေါက်တွေအတန်ချက်ဆက်တွေစုစုညံ့ညံ့ဖွင့်တာလူစုလူဝေးနဲ့ပျော်ပါတာမျိုးတွေကိုရှောင်ကျဉ်ကြဖို့မြစ်တာရက်ခံထားတယ်လို့သိရပါတယ်။လက်ရှိမှာစကိုင်းတိုင်းအတွင်းကရွှေဘိုဒီပဲရင်ဝက်လက်အရာတော်စတဲ့မြို့နယ်တွေမှာစီရေးပြင်းမမဟုတ်တဲ့နေရာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတက်ခိုက်မှုတွေစက်တိုင်းလှုံ့ဆော်နေတာကြောင့်အယက်သားထိခိုက်မှုနဲ့နေအဆောက်အုံပျက်စီးဆုံးရှုံးမှုတွေလည်းအများအပြားဖြစ်ပေါ်နေတယ်လို့ဒေတာတွင်သတင်းအရင်းမြစ်တွေထံကနေသတင်းရရှိပါရရှင်။ထိုင်ဝမ်နိုင်ငံမှာကျင်းပမယ်တကြံပွဲမှာစစ်တပ်ကိုထောက်ခံအားပေးသူအဆိုတော်အန်ဆိုင်စီကိုဖိတ်ခေါ်ဖျော်ဖြေမဲ့အစီအစဉ်အပေါ်ဧပြီလ12ရက်နေ့မှာကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါရယ်။ထိုင်ဝမ်ရောက်မြန်မာတွေကအပြစ်မဲ့ပြည်သူတွေကိုနေ့စဉ်ပုံကျဲတပ်ဖြတ်နေတဲ့စစ်တပ်ကိုထောက်ခံသူအလိုမရှိကိုပြည်သူကိုတိုက်ခိုက်နေသောအဖွဲ့ကိုထောက်ခံသူတွေကိုလက်မှတ်ခံနိုင်စာရဲစာသားတွေကိုအင်္ဂလိပ်မြန်မာနဲ့ထိုင်ဝမ်ဘာသာတို့နဲ့ရေးသားကလက်ကန်စာရွက်တွေနဲ့အတူဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရပါရယ်။အဲဒီဆန္ဒပြပွဲကိုထိုင်ဝမ် Alliance for Myanmar TAM ဖွဲ့ကဥဆောင်ပြုလုပ်ခဲ့ပြီးအန်ဆိုင်စီဟာစစ်တပ်ရဲ့အုပ်ချုပ်ရေးရန်တရားနဲ့ဝါရဖြန့်ချီလှုပ်ရှားမှုတွေမှာပါဝင်ပတ်သက်နေတယ်လို့ယူဆရတာကြောင့်အခုလိုကန့်ကွက်ဆန္ဒပြရတာဖြစ်တယ်လို့ပါဝင်သူတွေကပြောပါရယ်။ဒါအပြင်ပြည်ပရောက်ဒီမိုကရေစီလိုလားသူတွေကိုအဲ့ဒီတကြံပွဲတော်ကိုမတက်ရောက်ကြဖို့စစ်တပ်နဲ့ဆက်နွယ်နေတဲ့အမှုပညာရှင်တွေကိုအားပေးခြင်းမပြုဖို့နဲ့တအူးချင်းပါဝင်မှုတွေကိုရပ်တန့်ခြင်းဖြင့်ပြည်တွင်းရှိပြည်သူတွေနဲ့အတူတကွရပ်တည်ကြဖို့TAN အဖွဲ့ကမြစ်တာရက်ခံထားကြောင်းသိရပါတယ်။အခုလိုဆန္ဒပြမှုတွေဟာပြည်ပရောက်မြန်မာအတိုင်းအဝန်အတွင်းစီးရင်နဲ့ပတ်သက်တဲ့သဘောထားကွဲလွဲမှုတွေကိုထင်ရှားစေပြီးအမှုပညာရှင်တွေရဲ့နိုင်ငံရေးဆိုင်ရာရပ်တည်ချက်တွေအပေါ်အာရုံစိုက်မှုပုံမတိုးလာနေကြောင်းလည်းသိရပါတယ်။သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်ကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်တုံ့ပြန်ချက်တွေထပ်မံထုတ်ပြန်လာခြင်းမရှိသေးပဲအခြေအနေကိုဆက်လက်စောင့်ကြည့်ရမှာဖြစ်ကြောင်းသတင်းရရှိပါရရှင်။ Federal White News ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။